ကျလေပြောပြည်ဦးလေလောက်သွားမှာလေသူဆန်ကိုကြီးကိုပြောကြတော့ငါပေါ်တာဆွဲတယ်ပါသွားလို့ပါတလားလောက်ကြာမယ်လို့ပြောတာသူ့ကောက်မှတင်တာကျွန်တော်ကောက်ကိုမတော့ပြီးတော့အဲ့ကောင်မပုံတင်တာအေးအဲ့ရှိတယ်နော်ဗီဒီယိုတွေတော့ရေးလိုက်တယ်ဆိုင်ငယ်နဲ့လည်းပါသွားပတ်စံတွေရောပါသွားတာဟုတ်လားဟုတ်တယ်ရှိရပတ်စံတွေရောကုန်သွားမှန်ပါလားအဲ့ပေါ်အဲ့ညီမလေးကိုလေတီးရင်တော့သူ့ရဲ့ကြီးလားဟုတ်အားလုံးပဲမင်္ဂလာပါဗျခိုးမိုးဒီ YouTube channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျခုတင်ချင်တဲ့ကိုကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ယောက်ျားဖြစ်သူကဆိုင်ကယ်လေးပတ်စံလေးယူထားပြီးတော့ဗောနော်ဒီအမနဲ့ကလေးကိုထားခဲ့တဲ့အကြောင်းပြောပြလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျဗီဒီယိုလေးထဲမှာဆိုရင်အကြောင်းစုံလေးပြပြပေးထားတယ်ဗျဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျအားဆိုင်ဝန်ထမ်းညီမလေးပါသူ့ယောက်ျားကလေနောက်မိန်းမယူသွားတာအဲ့တော့မလို့လည်းပြောမသွားဘူးသူ့ကိုလေဒီတိုင်းပဲပြစ်ထားခဲ့ခုရှာလို့လည်းမတွေ့ဘူးညီမလေးကဘာဖြစ်ရှင်တာကွဲကျင်တာလားဟုတ်ကွဲကျင်တာအဲ့တော့မှသူကမလာတာရှာလို့လည်းမရဖုန်းလည်းဆက်လို့မရဖုန်းလည်းဆက်လို့မရဖုန်းကဆက်ပိတ်ထားတာပြည်ဦးလေလုံးလုံးမှဆိုထွက်သွားနော်အဲ့ဒါနောက်ကျလေပြောပြည်ဦးလေလောက်သွားမှာလေသူဆန်ကိုကြီးကိုပြောကြတော့ငါပေါ်တာဆွဲတယ်ပါသွားလို့ပါတလားလောက်ကြာမယ်လို့ပြောတာအဲ့ရှောက်လိန်ပြောနေတာပေါ့အဲ့လိန်ပြောပြီခုကျတက်တော်ထဲမှာတွေ့ရနော်ကောင်းမလေးနဲ့ပုံနဲ့သူ့ကောက်မှတင်တာကျွန်တော်ကောက်ကိုမတော့ပြီးတော့အဲ့ကောင်မပုံတင်တာအေးအဲ့ရှိတယ်နော်ဗီဒီယိုတွေတော့ရေးလိုက်တယ်အေးအဲ့ဗီဒီယိုလည်းရှိတယ်နော်ရှိရဗီဒီယိုလည်းရှိသူ့လာပြီးကွဲပေးပါလို့ပြောလာကွဲပေးရမလာရင်ပုံနေပြလိုက်လေနော်ပုံနေနဲ့တင်မလာလို့ရှိရင်နောက်ပြပုံနေနဲ့ပြမှာရှင်းပါဆိုလားရှင်းလဲတယ်ညီမလေးကဒီမှာငိုးနာလုံးလည်းမလုံးနိုင်ဘူးနော်ဆိုင်ငယ်နဲ့လည်းပါသွားပတ်စံတွေရောပါသွားတာဟုတ်လားဟုတ်တယ်ရှိရပတ်စံတွေရောကုန်သွားမှန်ပါလားမှန်တာလင်းနော်ဟုတ်တယ်တားလေးတယောက်လည်းရှိတားလေးတယောက်လည်းရှိတယ်ဒီမှာညီမလေးကိုနော်သူမလို့လုံးရတယ်အေးလေမားလို့ဆိုမထင်ဘူးကျွန်တော်ကျန်တဲ့သူဆိုခံလာရည်တယ်ခုကကျွန်တော်မောမလုပ်တဲ့သူကယူသွားတာသိရပေါ့အဲ့ညီမလေးကိုလည်းသိရရင်တော့သူ့ရဲ့ကြီးလားဟုတ်ပုံနေလည်းရှိရနော်အဲ့ဗီဒီယိုထဲမှာရှိရပုံထဲမှာရှိရသူတို့ပြောငူးနေကြတော့ဆိုင်ရကလေးတွေဟုတ်တယ်လေကိုတငယ်ချင်းအဲ့လိုလုပ်ခံရတော့ကြဒါသူနဲ့လိုက်ပြီးတဲ့ကောင်မလေးဒီမှာဒီဟာရဲ့နောက်ကျသူ့ယောက်ျားဒါကျွန်တော်ယောက်ျားပုံမှာဒီမှာဒါသူ့ယောက်ျားသူကအိမ်ငားနေတာလို့တချို့လူတွေကလည်းပြောတယ်ဘယ်နားမှလည်းမသိဘူးသူ့ကိုလာမဆက်သွယ်ဘူးနော်ဟုတ်မဆက်သွယ်ပြင်သူကနောက်ထပ်ဗီဒီယိုတွေပါထပ်တင်တာသူတို့နှစ်ယောက်တည်းတွေတင်တာပြလိုက်ညီမလေးဘယ်ဟာလဲအဲ့လိုဗီဒီယိုတွေတင်တာနော်သူကတစ်တော့မှတင်တာညီမလေးကိုဘယ်တော့ထားဟုတ်အဲ့ဇုံဝင်းထိုးဆိုတဲ့အကောင့်မှာဟုတ်လားဟုတ်ကျွန်တော်ယောက်ျားဆုံးသူတို့ကျွန်တော်ကလာကွဲပေးစီနေတာကျွန်တော်ရဲ့ပတ်စံတော့မလို့ကျွန်တော်ကဖုန်းနဲ့ဆိုင်ငယ်လေးပါသွားတာလေးပြန်လို့ကျွန်တော်မှလည်းမရှိရကြဝယ်ထားရခါလေးအေးပေါ့နော်လေးတယောက်နဲ့လှုပ်ရှားတာမလို့ပါဟုတ်တယ်ဒါဆိုသူကလေးလေးဒီမှာကြီးလဲကြီးနေပြီနော်အဲ့တော့မှလင်းမယားနှစ်ယောက်မရှိစုဝယ်ထားတဲ့ဆိုင်ကယ်လေးတွေဖုန်းလေးတွေပါသွားလို့တဲ့ဒါဆိုလို့ရှိရင်လည်းအမားတို့ကသူများလင်းမယားဆိုတော့ကွဲရဲ့အစောနာဒီတိုင်းပဲထင်လို့မတင်ပေးဘူးဒါကြသူ့ယောက်ျားမဆက်သွယ်တဲ့အပြင်မှာထပ်ပြီးဗီဒီယိုတွေလည်းတင်လို့ဒီညီမလေးရဲ့အမေကလည်းအခုညီတောင်းလို့တင်ပေးတာပါသူတို့ဆွမ်းနာပြတဲ့နှစ်ယောက်ကိုတွေ့လို့ရှိရင်လေအမားတို့အခုညီပြီးတော့ဆက်သွယ်ပေးကြပါအောင်ရှင်ဒီမှာနော်အဲ့ကောင်မလေးသူနဲ့လိုက်ပြီးတဲ့ကောင်မလေးကလည်းအပြိုလည်းမဟုတ်ဘူးကလေးနှစ်ယောက်မိပါသူ့မှာလည်းယောက်ျားရှိတယ်သူတို့တကယ်လို့တွေ့ခဲ့ရင်လည်းဆက်သွယ်ပေးကြပါလို့ကျမကိုကူညီပေးကြပါသူတို့နေတဲ့နေရာလေးကျမမသိလို့ပါဟုတ်တယ်သူကလာလည်းမဆက်သွယ်လိုက်ရှာလို့လည်းမတွေ့ဘူးနော်ဟုတ်တယ်မှာဖုန်းနေလည်းအကုန်ဆက်ပိတ်ထားမှာဒီဗီဒီယိုလေးကတော့ယောက်ျားဖြစ်သူကပေါ့နော်ကလေးတစ်ယောက်နဲ့ထားခဲ့ပြီးတော့အိမ်မှာရှိတဲ့ဖုန်းနဲ့ဆိုင်နေကိုယူသွားပြီးတော့ပေါ့နော်ကြီးစားဟောင်းနောက်လိုက်သွားတယ်တဲ့ဗျာနော်ကြီးစားဟောင်းကလည်းကလေး2ယောက်တော့ရှိတယ်တဲ့ဗျာနော်ဒီအမကသူ့ယောက်ျားယူသွားတဲ့ဖုန်းနဲ့ဆိုင်နဲ့ပြန်လာပြီးတော့ဒီအမကိုပြန်လာကွာရှင်းပေးဖို့ဒါကူညီတောင်းပြီးလိုက်ပေါ်တင်ထားတာဖြစ်ပါတယ်ဗျာအခုကြည့်နေတဲ့သူတွေထဲမှာဒီအမရဲ့ယောက်ျားအင်းသားပတ်ဝန်းကျင်မှာရှိတယ်ဆိုရင်လည်းကူညီပြီးတော့ဝိုင်းဝန်းပြောပြကြပါအောင်ဗျာနော်နောက်တဲ့ဗီဒီယိုတစ်ခုဖြစ်တဲ့နိုင်ငံခြားရောက်သွားလို့ဒါပေါက်ပြန်သွားတဲ့သူတွေအကြောင်းကိုပြပြပေးထားတဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်တို့တူဆက်ပြီးကြည့်လိုက်ရအောင်ဗျာထိုင်ရောက်သွားတဲ့သူတွေတော်တော်များများတဲ့ဘာဖြစ်လို့ဖောက်ပြန်ကြရလဲတဲ့အကုန်လုံးတော့မဆိုးလို့ပါဘူးဒါပေမဲ့အများစုကဖောက်ပြန်ကြရဆိုတော့ထိုင်းမှမဟုတ်ပါဘူးเนาะစင်ကာပူမလေးရှားဟိုလွတ်လပ်တဲ့နိုင်ငံပေါ့เนาะဘယ်နိုင်ငံပဲရောက်မိသားစုနဲ့ဝေးသွားပြီဆိုရင်ဖောက်ပြန်ကြရတဲ့သူတွေများပါတယ်အချင်းဆုံးအဖြစ်ဘာဖြစ်လို့ဖောက်ပြန်လဲပြောရမယ်ဟောင်းလောက်ဖြစ်တဲ့ထန်ကြီးတန်းလန်းဖြစ်တဲ့ထန်ကြီးသူတို့မခံနိုင်လို့ဖောက်ပြန်တာပါကောမြင်လာတော့မသိဘူးလူမာသွေးသားဆန္ဒဆိုတာရှိရလေမချိန်ရအကြိုင်ဂျိန်းကျင်လာတယ်ဟုတ်တယ်မလားအဲ့ဒီဟာကိုဘာနဲ့ထိုင်ရလဲဆိုတော့အတိတတိငါမှမိသားစုရှိတယ်ငါမှချစ်သူရှိတယ်ငါမှလက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူရှိတယ်ငါမှနောက်မှ
လက်ထပ်ခဲတဲ့မျိုးသမီးရှိတယ်အမျိုးသားရှိတယ်ဒါမျိုးအတိတရားတွေနဲ့ထိန်းတာကိုလူလို့ခေါ်တာပါအဲ့လိုမှမထိန်းနိုင်ဘူးလှုပ်ပေးလိုက်ပြီဆိုရင်တော့တော်တင်လင်းဖြစ်သွားပါပြီလူမဟုတ်တော့ဘူးလူစီလူကန်နေမရှိတော့ဘူးပေါ့နော်အဲ့တော့ဖောက်ပြန်တာခုနပြောသလိုပဲပေါ့နော်အဲ့တော့ဒီပရောက်နေတဲ့သူတွေများအမလီသူ့မိန်းမထက်ငါ့ကိုပို့ချစ်လို့ဖောက်ပြန်တာတို့သူ့ယောက်ျားထက်ငါ့ကိုပို့ချစ်လို့ငါနဲ့တူတူနေရလို့ no နီးရလူနဲ့ဂျိန်းတဲ့သဘောပါပဲနင်တို့ဂျိန်းုံပဲတုံးချတာပါပြီးတော့နောက်တစ်ခုကပြေပရောက်သွားလို့ဖောက်ပြန်သွားတဲ့သူတွေတချို့ပြောရင်ထိုင်းအောင်မုန်းနေ comment တွေမြင်ပါတယ်ထိုင်းအောင်မုန်းနေဘာဖြစ်လို့လဲဆိုတော့ယောက်ျားထိုင်းသွားရင်ဖောက်ပြန်သွားလို့ထိုင်းအောင်မုန်းနေပေါ့နော်ပြန်မလာတော့လို့ဆိုတာနိုင်ငံကိုမမုန်းပါနဲ့လူကိုမုန်းပါပြီးတော့ကျေးဇူးလည်းတင်လိုက်ပါထိုင်းသွားလိုက်လို့သူ့ရဲ့ဇာတိအမှန်ကိုသိရတာပါအဲ့လိုမှမဟုတ်ဘူးဆိုမြန်မာနိုင်ငံမှာအတူတူပေါင်းနေနေအဲ့ရတဲ့ခင်တင်နဲ့အတူတူအိတ်နေနေတော့မှမနေ့မိုးလေးအလုပ်သွားပြီးတော့ဟိုတယ်မှာသူများနဲ့သွားအိမ်နေလဲကိုမသိရပါဘူးဟုတ်တယ်မလားအဲ့တော့ဖောက်ပြန်တဲ့ဗီဇရှိလို့ဖောက်ပြန်တာဖြစ်ပါတယ်ဟိုရောက်လို့ဒီရောက်လို့လည်းမဟုတ်ပါဘူးဝင်းနေလို့လည်းမဟုတ်ပါဘူးเนาะမချုပ်တီးနိုင်လို့တိတ်ခါမရှိလို့အဲ့လိုမျိုးဖောက်ပြန်တာဖြစ်ပါတယ်เนาะတချို့ကြတော့လေဒီသွေးသားဆန္ဒအရာဖောက်ပြန်တယ်တချို့ကြလည်းငဝိုင်းပေါ့နော်ငါးလာစာတစ်ခုတည်းနဲ့ဘဲထားလိုက်ရင်ဘဲချအန်းနဲ့လာစာနဲ့နှစ်ဆရမယ်တို့ပါတို့တချို့ယောက်ျားပိုင်းလုံးတွေလည်းရှိရနော်ထိုင်းနိုင်ငံမှာအပြိုကြီးနော်သူကသူချစ်ချစ်ကုတ်ကုတ်ပတ်စံတွေစုအိမ်ကိုပို့နေတဲ့သူများဆိုသူတို့တိတ်တာကတ်ထားတာသူအဲ့အနောက်မှာတော့မိန်းမကြီးကလေးတွေတုတ်လို့တန်လန်းနဲ့ဘာလုပ်လဲဆိုအဲ့မိန်းမကြီးရအောင်ချူတာအနာကောက်တက်တူတူစုဆောင်ရတာဘာညာနဲ့ယောက်ျားကြီးဖြစ်ပြီးမချက်ကြဘူးလားလည်းမသိဘူးနော်အဲ့တော့မိန်းမကြီးကနေပိုင်းလုံးလုပ်တဲ့ခါကြီးလည်းရှိပါတယ်အဲ့တော့အကုန်လုံးသတိထားကြပါနော်ဘယ်လောက်ထိလဲဆိုရင်တွေးပူပါတယ်ကျမတို့ထိုင်းနိုင်ငံစားရောက်ခါစားတော့ပါပေါ့နော်ကျမအမျိုးသားကိုလာပြီးဟိုဘယ်လိုသွားရမလဲဒီလိုဘယ်လိုသွားရမလဲဆိုပြီးလာမေးတဲ့အမျိုးသမီးကနောက်ဆုံးလဲကြောက်သူကဒီကျမတို့ကျမသမီးဒီလိုမျိုးကားလေးနဲ့သွားလာနေရတဲ့နေရာမှာသူဖြစ်ရှင်တာလေးတခုပဲနဲ့ဟိုတယ်ခေါ်တဲ့အဆင့်ထိတောင်မှရှိပါတယ်သူကြည့်တော့လူလွတ်လားဆိုတော့မဟုတ်ပါဘူးသူယောက်ျားစကူမှာရှိပါတယ်အဲ့ဒါကိုတော့မှအဲ့လိုမျိုးထိုင်းမှာနေတော့ခဏလေးကားစီးကျင်တာလေးတခုတည်းနဲ့ခရီးပေးနဲ့ချင်းချင်းနဲ့ဟာရှိပါသေးတယ်အဲ့လိုမျိုးတွေပေါ့နော်topic တွေကတော့ဘောင်းဆုံးပဲဒါပေမဲ့ဖောက်ပြန်တာကတော့ဖောက်ပြန်တာပဲဖောက်ပြန်ပြီဆိုတော့လူမဟုတ်တော့ပါဘူးလူစီလူကန်ကိုဖောက်ပြန်တာဖြစ်ပါပြီမကြေနဲ့အထက်ပြောပါဒီလူတယောက်ကိုညင်းဝဲပြီးအမြင်ကြည့်တော့ဘူးဒီမိန်းမတယောက်ကိုမပေါင်းကျင်တော့ဘူးဒီယောက်ျားတယောက်ကိုမပေါင်းကျင်တော့ဘူးဆိုငါတော့စိတ်ကုန်ပြီဆိုအရင်ဖြတ်ပလိုက်နောက်ကဟာကိုခြေလမ်းကိုအရင်မလန်းနဲ့ဒါအလုံးလျှောက်တာမဟုတ်ဘူးเนาะအဲ့တော့တိတ်ခါရှိပါတိတ်ခါရှိကြပါပြီးတော့ဖောက်ပြန်တဲ့သူတွေကကိုယ့်ကိုယ်ကိုအရန်ခင်မိရဲတွေပါထင်ကြရနော်နောက်မှရီတိုင်းငုတ်တုံးနဲ့အပြင်သွားရင်လည်းဟိုတယ်မှာသူတို့ရိုက်ရဲတယ်တော့အံ့ဩလို့မဆုံးဘူးအဲ့ຢာတွေပေါ်မှာသူတို့ရိုက်ရဲတယ်မရိုက်ကြပါနဲ့เนาะတိတာတိစီမမြင်စေနဲ့လေဩဘယ်နဲ့ကြောင့်ရှင်တို့တွေဖောက်ပြန်တာတော့မှအခုကဂုံတူယူဖြစ်နေတဲ့ခေတ်ဆိုတော့ဖောက်ပြန်တာခင်မိတာမဟုတ်ဘူးခင်နောက်ပြန်ဆွဲတာကြောက်ခက်တော့ဆိုအဲ့လိုပဲခွေးလိုပဲဟိုလူနဲ့တက်ချိန်ဒီလူနဲ့တက်ချိန်နေကြတာအဲ့လိုမျိုးနဲ့မျိုးဗီဇာတွေကလည်းမထော်မနှန်းနေမွေးကြတယ်ကြောက်ခက်တော့ဆိုရင်เนาะအဲ့ဒါမှနောက်ပိုင်းမှာလူရင်ကျေးမှုလူအတိုင်းဝိုင်းပြီးเนาะဘာညာတာတကာကနေစီကန်းနေချမှတ်လိုက်လို့လူဆိုတာဖြစ်လာတာအဲ့တော့လူစီလူကမှမလိုက်နိုင်ဆိုရှင်တော့ခင်မိတာမဟုတ်ပါဘူးခင်နောက်ပြန်ဆွဲနေတာပါဒီဗီဒီယိုလေးကတော့နိုင်ငံခြားရောက်သွားလို့ဖောက်ပြန်သွားတဲ့သူတွေရဲ့အကြောင်းကိုတစ်ခုပြပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်ထဲမှာဆိုရင်လည်းအနေနည်းတဲ့သူပဲဖြစ်အနေနည်းဝေးတဲ့သူပဲဖြစ်ဗျာနော်။ဒါဖောက်ပြန်ခြင်းနဲ့သူကဖောက်ပြန်နေဆိုတဲ့အကြောင်းကိုဒါပြပြပြထားတဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်တို့ဆက်ပြီးကြည့်လိုက်ရအောင်ဗျ။ ဖောက်ပြန်ခြင်းတဲ့သူကလေအနေနီးနီးဝေးဝေးဖောက်ပြန်တယ်နော်ဒီမဲ့ဂျပန်ရောက်နေတဲ့မြန်မာညီမလေးတယောက်လာပြီးရင်ဖွင့်ထားပါဘောနော်ဖောက်ပြန်တဲ့အကြောင်းလေးတဲ့ပြောပြရင်ဖွင့်ခြင်းလို့ပါတဲ့ကုညီပါအောင်မမဆိုပြီးတော့သူကဂျပန်မှာရောက်နေတော့ကျွန်တော်ကိုကဘသူဖောက်ပြန်တာလဲပေါ့နော်သူအမျိုးသားဖောက်ပြန်တယ်ဆိုတော့မြန်မာနိုင်ငံမှာမှတ်တယ်မဟုတ်ဘူးသူအမျိုးသားလုပ်တဲ့သူကလည်းဂျပန်မှာပဲသူကဒီမဲ့ပုံနေပါတွေပါပို့ထားတယ်နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲ group တွေမှာလည်း GB တွေမှာလည်းတင်ထားပုံရတယ်အိမ်အောင်တန်3နှစ်ကျော်ကာလအတွင်းနဲ့သူ့ဘောတစ္ဆာရှိသူ့ဘောပေါင်းသင်းခဲ့ပါတယ်တဲ့သူ့ကိုဂျပန်ရောက်အောင်ထောက်ပံ့ပေးခဲ့တယ်ကျမသူ့ဘောအများကြီးကောင်းခဲ့တယ်သူကတော့ဖောက်ပြန်မှုတွေပဲပြန်ပေးခဲ့တယ်ပေါ့နော်ဖောက်ပြန်မှုတွေပဲရခဲ့တယ်ပေါ့နော်ဂျပန်တင်တန်းတက်နေစဉ်ကာလမှာလည်းအိမ်ကိုပြန်မလာဘူးတဲ့ကျမကိုအမြဲဆဲဆိုနေတဲ့သူကပတ်စံတွေလိန်တောင်းတယ်ဂျပန်မသွားခင်တော့မှပဲ KTV ရကောင်မနဲ့မအိပ်ရလို့ဆိုပြီးတော့တဲ့သူ့ကိုလိန်ညာပြောဆိုတယ်တဲ့သူလဲတဲ့ဂျပန်လဲရောက်ရောတဲ့သူနဲ့အိတ်ခဲ့တဲ့အမပေါ့နော်သူနဲ့အိတ်ခဲ့တဲ့အမကတဲ့ညီမကိုလာပြောတယ်တဲ့လာဆက်သွဲတယ်ပေါ့နော်သူကအဲ့ဒါတည်းမပြီးသေးဘူးတဲ့ဂျပန်အလုပ်ခွင်လဲရောက်ကောတဲ့ကောင်မလေး2ယောက်နဲ့ထပ်ပြီးဖောက်ပြန်နေတဲ့ကျမတို့ဒီတော့တွင်အစမပြေခဲ့ပါဘူးတဲ့ဒါနဲ့တဲ့ကျမထပ်ဆောင်စမ်းကြည့်လိုက်တော့အနေနီးတဲ့ကောင်မပကိုးသူနာမည်လေးပြောထားတယ်ဆိုသူနဲ့တဲ့သူဖောက်ပြန်နေတဲ့အဲ့ကောင်မလည်းတီးရနဲ့လက်ခံနေတဲ့အဲ့ကောင်မရဲ့မိဘတွေပေါ့နော်အဲ့ပကိုးသူရဲ့မိဘတွေစီကိုလည်းပြောခဲ့ပြီးမဲ့အဲ့ကောင်မအခုဒီဖောက်ပြန်နေသေးပါတဲ့အဲ့ကောင်ကိုလည်းလက်ခံနေသေးပါတဲ့ဟိုနွားကလည်းစမှုစာကိုငတ်နေတာကိုတဲ့ကောင်မကလည်းမလို့ရမနေနိုင်ဆိုတော့တဲ့ဆယ်ရက်တောင်ပန်ကျိုးနဲ့ကြောင်ကရင်ပြက်ဆိုသလိုပေါ့တဲ့အဲ့လိုမျိုးရေးထားပုံလေးလဲတင်ပုံလေးလဲပို့ထားတယ်ပေါ့နော်အဲ့ကောင်လေးကဟိုက
သူပို့ထားတဲ့လိပ်စာအရာဆိုလို့ရှင်ဒါဖူကူကခရိုင်ကအသားဆက်ရုံမှာလောက်တာတဲ့အဲ့ကောင်လေးကသူများဝါပြီးလို့ထွေးထုတ်ထားတဲ့ပီကဲမှာအရသာရှိရဆိုရင်မြင်ရှက်အစားနေဟိုပကိုးသူဆိုရင်ညီမလေးလည်းအန်အောလို့မဆုံးကိုအပြိုကွာအပြိုဆိုအပြိုကုံလေးနဲ့နေတာမဟုတ်အပြိုကုံလေးနဲ့နေဟုတ်တယ်မလားသူများယောက်ျားကိုလိုက်ပြီးပတ်သက်နေတာကိုကဒီလိုမျိုးမှန်ပြန်ကြည့်ရဲ့အချိန်မှာနောင်တစ်ချိန်ကိုမှန်ပြန်ကြည့်ရဲ့အချိန်မှာကိုကအမဲဆက်မရှိဘဲနဲ့လက်ပြလုံးနဲ့သူနောင်တာကင်းနဲ့သူဒီလိုမျိုးဖြစ်နေရမှာလေဒီလိုကိစ္စတွေနဲ့ပတ်သက်နောင်တာကင်းနဲ့သူဖြစ်နေရမှာကိုကဒီလိုနဲ့ယူလိုက်ရွယ်ထားလောက်ကိုသားသမီးကြလို့ရှင်လေဒီဟာမျက်နှာငယ်စရာဖြစ်နေအောင်ပါပဲတိလားဟိုဟာလေဂျိုကုတ်ရှိရဂျိုတော်မလားဆိုတာပဲဇယိုက်တူချင်းသွားဆူနေဟိုဖောက်ပြန်တဲ့ကောင်ကလည်းအနေဝင်းနေလို့ဆိုလဲထားလောက်အောင်မိမကအေးပေါ်ထားမြန်မာနိုင်ငံမှာတော့မှပဲမြန်မာနိုင်ငံတနိုင်ငံထဲမှာဖြစ်နေရတာမှာပဲမိမစီမပြန်မဲနဲ့တခြားတွေကိုပတ်ပြီးတော့ဟာဖြစ်တာဆိုမြန်မာနိုင်ငံမှာတော့ဖောက်ပြန်နေရဆိုဂျပန်မှာအတူတူဖြစ်နေတယ်ဂျပန်မှာတနိုင်ငံနဲ့ဖြစ်နေလဲပိတ်ရက်တွေမှာအတူတူယူပြီးတွေ့လို့ရတဲ့ဟာကိုပဲတနိုင်ငံနဲ့ဖြစ်နေတာမှာပဲဖောက်ပြန်သေးရဆိုပြောစရာစကားမရှိအခုကျွန်တော်တင်ဆက်ပေးတဲ့ဗီဒီယိုလေးတွေကတော့အိမ်တော်ကြီးဖောက်ပြန်ကြတဲ့သူတွေရဲ့အကြောင်းကိုဒါပြောပြပေးထားတဲ့ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးကတင်ကျွန်တော်တက်ဖို့သက်သင်ခန်းစာကောင်းလေးတွေရမယ်လို့လည်းမျှော်လင့်မိတယ်ဗျစုံဒီလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးပါဗျဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့လည်းတင်ကျွန်တော်ထင်မြင်ပြီးပတ်သက်တဲ့ချက်လေးတွေကိုလည်းကျွန်တော်ရဲ့ comment မှာရေးပေးသွားကြအောင်ဗျနော်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်ဗျ